နိုးဖြတ်ချင်တယ်ဘလို့ဖြတ်ရမလဲနိုးခန်းစီထိုးရမလားဘေးကလူတွေကအကြံပေးတယ်အဲ့လိုလူမျိုးတွေတော့ကိုဒီနေ့ပြောချင်တာကတော့နိုးဆိုတာကကလေးစုပ်လို့ထွက်တာကလေးမစုပ်ရင်မထွက်တော့အဲ့ချိန်မှာလက်ကျန်နိုးတွေရှိမယ်လက်ကျန်နိုးတွေကတင်းတာကြိုက်တာလေးဖြစ်လာမယ်အခက်မတည်ပြီးတဲတာခွဲရတာတွေဖြစ်တတ်တယ်အဲ့တော့ဗာသတိထားရမလဲဆိုတော့မမေတို့ကနိုးဖြတ်ဖို့ဆုံးဖြတ်ချက်ချပြီးသွားပြီဆိုရင်လုံးဝကလေးကိုနိုးမတိုက်ပါနဲ့နေခင်းနေလည်းမလို့လမ်းသွားနေနေမလို့ညအိတ်နေနဲ့ထားဖို့တော့အခက်အခဲဖြစ်လို့ဆိုပြီးအလိုလိုက်ပြီးတော့တစ်ချိန်တိုက်မိလိုက်တာ ਨੇ ကလေးစိုးလိုက်တာ ਨੇ ဒီ reflex ခန္ဓာကိုယ်ဟော်မုန်းအပြောင်းလဲကြောင့်နိုးကထွက်နေမှာဖြစ်တယ်အဲ့တော့နိုးဖြတ်မယ်လို့ဆုံးဖြတ်ချပြီးသွားရင်အပြီးလုံးဝကလေးကိုနိုးမတိုက်ပါနဲ့လက်ကျန်နိုးတွေရှိလိမ့်မယ်လက်ကျန်နိုးတွေကိုမမေတို့ညှစ်ထိုးလိုက်နည်းနည်းပါးပါးတင်းတာကြိုက်တာရှိရင်ရေခဲကတ်လို့ရတယ်ပါတာတွေပါတောက်လို့ရတယ်အကယ်၍အဲ့လိုမှအဆင်မပြေဘူးပါဆက်လို့ရမယ်ဆိုရင်ကိုယ့်ကိုဆေးမြစ်တွေနဲ့မလုပ်ပါနဲ့နီးစရာဆေးကန်သွားပြီးတော့မှဆရာဝန်နဲ့စနစ်တကျနိုးဖြတ်ပါလို့အကြံပေးခြင်းပါတယ်